ခန်းစီလိုက်ကလေးလှုပ်ဖို့အတွက်မမေကဒီလိုပန်းပစ္စည်းလေးတွေထိုးနေရပါတော့လိုက်ထိုးချင်တဲ့လူလေးတွေများလိုက်ထိုးလို့ရအောင်မမေကထိုးနည်းဗီဒီယိုလေးပါတစ်ခါလေးရိုက်ပေးထားပါတယ်လေးပါတစ်ခါလေးတင်ပေးမယ်ပေါ့နော်လိုက်ထိုးကြည့်ကြပါရှင်ဆိုင်ကတော့ 3mm size ပဲတုံးထားပါတယ်ရေဦးဆုံးမကြွရင်လေးအရင်လုပ်မယ်ပေါ့နော်လုပ်ပြီးတော့အဲ့ဒီထဲမှာဖွမီနှစ်ခါယူပါမယ်ရှင်ရှင်နှစ်တိုင်းထိုးပါမယ်ရှင်တိုင်းရှင်နှစ်တိုင်းပြီးသွားရင်နောက်ထပ်ဖွမီနှစ်ခါယူပါမယ်ယူပြီးသွားရင်ဒီကွင်းလေးထဲမှာပဲရှက်ကော်လေးနဲ့ကော်မယ်ပေါ့နော်အခုလိုမျိုးလေးကို9ခုလုပ်ပါမယ်ရန်ကိုလွယ်တယ်ပေါ့နော်လိုက်ထိုးကြည့်ကြပါရှင်ဖွမီနှစ်ခါတက်မယ်တိုင်းရှင်နှစ်ခါထိုးပါမယ်ဒါပြီးရင်ဖွမီနှစ်ခါထပ်ယူမယ်ယူပြီးတော့အဲ့ဒီကွင်းထဲမှာပဲရှက်ကော်လေးနဲ့ကော်ပါမယ်ရှင်ခုလိုမျိုးလေးကိုပပတ်နဲ့ဒီကွင်းထဲမှာပဲ9ခုထိုးတော့ပါမယ်ဆိုရင်တော့ဒီမကြည့်ရင်ထဲမှာပွင့်ဖက်9ခုလုံးထိုးပြီးပြီပေါ့နော်ဆိုတော့ဒီလိုပြပြလေးလုပ်ပြီးတော့ဒီအရင်နာကနေမှသူ့ရဲ့အစအကျိုးလေးကိုလို့ဆွဲအားလေးနဲ့ဆွဲချုံလိုက်မယ်ပေါ့နော်စီစီလေးဖြစ်သွားအောင်ဆွဲချုံလိုက်မယ်ဒါပြီးသွားရင်တော့မမင်းတို့ကရှက်ကော်လဲကော်ပြီးပြီဆိုတော့ဒါလေးကိုဖြတ်ထုတ်လိုက်ပါမယ်နောက်တင်းတင်းလေးဆွဲနော်ဆွဲပြီးသွားရင်ဒီအလဲပေါက်ကနေဝင်ပြီးတော့ဒီချိုးလေးကိုနောက်ဘက်ကိုယူထုတ်လိုက်မယ်ယူထုတ်ပြီးတော့တင်လိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ပန်းလေးတစ်ပွင့်ရပါပြီရှင်အချိန်လည်းအရင်မပေးရဘဲနဲ့ခဏလေးအတွင်းမှာလိုက်ထိုးလို့ရတဲ့ဟာလေးလွယ်လွယ်ကူကူနဲ့လိုက်ထိုးလို့ရတဲ့ပန်းလေးမလို့လိုက်ထိုးကြည့်ကြပါရှင်